ဟိုဟာဆိုတိုင်းငါတင်ကြီးဒီဟာဆိုတိုင်းငါတင်ကြီးမဖြစ်နိုင်ကိုနဲ့ asset တာလေးအရင်တင်ပြီးတော့မှထပ်ပြီးလိုအပ်တာကိုတင်ဆိုလိုတဲ့သဘောတရားကလေအမြဲတမ်းမှတ်ထားလှုပ်တင်လှုပ်တိုက်တဲ့အရာတစ်ခုကိုအရင်လှုပ်ရမှာမဟုတ်ဘူးလားပြီးတော့မှလှုပ်ချင်တဲ့အရာတစ်ခုကိုလှုပ်ရမှာရှောက်တင်ရှောက်တိုက်တဲ့လမ်းကိုရှောက်ရပြီးတော့မှရှောက်ချင်တဲ့လမ်းကိုရှောက်ခွင့်ရှိတယ်အဲ့ဒါကြောင့်မို့လို့ international news တွေကျွန်တော်ထပ်တင်ပေးဦးမယ်လှုပ်ပေးမယ်ပြသွားမယ်မိတ်ဆက်ပေးသွားမယ်လာမယ့်နှစ်ပြန်လာချင်တဲ့သူတွေလားတပရိတ်တဲတင်ချင်တဲ့သူတွေတင်2029ကျရင်တော့ကျွန်တော်ကတစ်နှစ်ပတ်လုံးဘာသာစုံတင်တယ်လက်ခံသွားမယ်အဲ့ကြရင်ကျွန်တော်တင်ခဲ့တဲ့ဟာတွေပြပေးမယ်အခုလည်းမိတ်ဆက်ပေးမယ်ဗီဒီယိုတွေလည်းပြမယ်ပုံတွေလည်းပြမယ်စာအုပ်တွေလည်းပြမယ်အထည်လည်းပြမယ်အထောက်ထားတွေအကုန်ပြမယ်ကွာ တင်တဲ့အနံလူသူများကအခုပြရတဲ့ Facebook Page CB မှာလည်းအသေးစိတ်တွားရောက်စုံစမ်းမေးမြန်းနိုင်တယ်လို့မျိုးအခုပြရတဲ့ဖုန်းနံပါတ်တွေမှာလည်းကိုတက်ချင်တဲ့ဘာသာရဲ့အလိုက်အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာတင်တဲ့အနံလူသူများကအခုပြရတဲ့အကောင့်တွေကိုပဲငွေလွှဲပေးရမှာဖြစ်ပါတယ်ခင်ဗျာကိုကနေရာနဲ့အချိန်အခက်အခဲရှိရဆိုရင်တော့ online class မှာလည်းလေ့လာသင်ကြားနိုင်ပါတယ် online class ဟာဆိုရင်လည်းတစ်ခါ app တစ်သက်လုံးတက် Facebook နဲ့ Telegram online class ဆိုပြီးတော့နှစ်မျိုးရွေးချယ်တက်ရောက်နိုင်ပါတယ် online class တက်ရောက်မဲ့သူများကအခုပြတဲ့စာလေးတွေကိုတော့အသေးစိတ်ဖတ်ပေးကြပါခင်ဗျာတင်တဲ့ဘက်တက်မလား online class ဘက်တက်မလားအပြင်မှာကိုယ်တိုင်ကိုကြလာရောက်သင်ကြားချင်တဲ့သူတွေအတွက်သင်တန်းကျောင်းလိပ်စာလေးကိုလည်းပြပေးထားပါတယ်အားလုံးပဲအတတ်ပညာရှင်ဖြစ်အသက်မွေးကြောင်းပြုနိုင်ကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ